မင်္ဂလာပါခင်ဗျာမန်ချက်စတာနဲ့ပိတ်သက်တွေအခုတလောအပြောများနေတဲ့နာမည်တစ်ခုရှိပါတယ်အဲ့ဒါကတော့သက်ဆိုင်နှစ်အရွယ်နဲ့စီနီယာအသင်းကြီးမှာ၄ချိန်ခန်းဆင်းနေပြီဖြစ်တဲ့ JJ Gabriel ပဲဖြစ်ပါတယ် JJ Gabriel ဟာအခု2026ခုနှစ်ဖေဖော်ဝါရီလမှာအသက်15နှစ်ရှိနေပြီဖြစ်ပါတယ်မေတ္တကလေးကတော့2020ခုနှစ်အော်တိုဝါလ6ရက်မှာမွေးဖွားခဲ့တာပါအမိရင်းကတော့ဂျူနီယာဂျိုးဆက်အန်ဒရူးဂါဘရီယယ်ဖြစ်ပါတယ်သူကအခုလက်ရှိမန်ချက်စတာယူနိုက်တက် U18 အသင်းမှာအဓိကစားသမားဖြစ်ခြေစွမ်းပြနေပြီး2025-26ရာသီမှာလည်းဂိုးပေါင်း10ဂိုးကျော်သွင်းယူလာပါတယ်သူကအင်္ဂလန်နိုင်ငံသားဖြစ်ပါတယ်သူရဲ့ဖခင်ဖြစ်သူဂျိုးအိုကာရိုဟာအိုင်ယာလန်လက်ရေးစကစားသမားဟောင်းတစ်ဦးဖြစ်ပါတယ်ထရီနီတီယန်မျိုးရိုးလည်းပါဝင်ပါတယ်သူရဲ့မိခင်ဟာဆက်ဂရက်မျိုးရိုးဖြစ်ပါတယ်သူဟာ၄နိုင်ငံကိုကိုစားပြုခွင့်ရလာတာပါပြီးခဲ့တဲ့2025ဒီဇင်ဘာလတုန်းက FA Youth Cup ပွဲစဉ်မှာ United အတွက်အနိုင်ဂိုးသွင်းပေးခဲ့ပြီး FA Youth Cup သမိုင်းမှာအသက်ငယ်ဆုံးဂိုးသွင်းရှင်ဖြစ်စံချိန်တင်ခဲ့ပါတယ်သူကဘယ်ခြေကောညာခြေကောကိုကျွမ်းကျင်စွာအသုံးပြုနိုင်ပါတယ်မကြသေးမီက2026ခုနှစ်ဖေဖော်ဝါရီလအစောပိုင်းတုန်းကဂျိုင်နီးပြမန်ဂယ်ကာဘီရဲ့ခေါ်ယူမှုကြောင့် JJ Gabriel ဟာစီနီယာအသင်းကြီးနဲ့အတူ၄ချိန်ခန်းဆင်ခွင့်ရခဲ့ပါတယ်ဒါဟာသူတို့အသင်းကဘလောက်ထိလားလာရှိတဲ့သူဖြစ်တတ်မှတ်ထားလဲဆိုတာကိုပြသနေတာပါပိတ်သက်တွေကသူ့ကိုပထမအသင်းကြီးမှာမြင်နေကြပေမဲ့ပရီးမီးယားလိရဲ့စီမီအရအသက်16နှစ်မပြည့်မချင်းပွဲထက်ကစားခွင့်မရသေးပါဘူးဒါကြောင့်သူ့ရဲ့တရားဝင်စီနီယာဒဲဗျူကို2026-2029ရာသီသူအသက်16နှစ်ပြည့်ပြီးချိန်မှာမြင်တွေ့ရဖို့ရှိပါတယ်။ဒီပြပွဲကလည်းသူ့ကိုအရန်အလင်းစလို့မလုပ်ပဲအကယ်ဒမီမှာစနစ်တကျပြုစုပြောင်းထောင်မှုစုံဖြတ်ထားပါတယ်။ JJ Gabriel ဟာအသက်အလွန်ငယ်ရွယ်စဉ်မှာတင်ကမ္ဘာကျော်အားကစားပစ္စည်းထုတ်လုပ်ရေးနိုင်ကီနဲ့စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ဒါဟာသူဘလောက်အထိလားလာရှိတယ်ဆိုတာကိုသက်သေပြနေတာပါ။သူဟာအတောက်ပါဆုံးခြေတပွင့်ဖြစ်နေတာပါ။အဓိကကတော့အသက်အရွယ်စီးမင်းနဲ့ကွာခြားတဲ့လာလီဂါကဗီးရဲနဲ့ဘာစီလိုနာတို့ကလည်းစောင့်ကြည့်နေမှာသိကြပါတယ်။သူဟာ United ရဲ့နောက်ထပ် Green Room နဲ့ Main Room ဖြစ်လာမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။သူ့ကိုကစ်မက်ဆီလို့လူသိများတယ်လို့တချို့ကလည်းသူ့ရဲ့လင်းမြန်ပြီးလှပတဲ့လိန်ခေါက်မှုတွေကြောင့်နေမာနဲ့စင်တူတူလို့တင်စားကြပါတယ်။သူဟာတိုက်စစ်မှုနံပါတ်10လို့နဲ့တောင်မန်နေရာတွေမှာဘတ်ဆောင်ကစားနိုင်သူဖြစ်ပါတယ်။အချို့အပြည့်ဆိုရရင်တော့ JJ Gabriel ဟာ2016ခုနှစ်မှာ United Academy ရဲ့အတောက်ပဆုံးခြေပွင့်ဖြစ်နေပြီးအသင်းကြီးစီတက်လန့်မှုလေ့ကျင့်မှုတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။ကျေးဇူးအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။တဒါ